ဒီနေ့မှာတော့အတွေးလွန်ခြင်းရဲ့ဆိုးကျိုးတွေအတွေးလွန်တော့ကိုဘယ်လိုကုစားရမလဲဆိုတဲ့ကုသနည်းတွေကိုပြောပြပေးခြင်းပါတယ်အတွေးလွန်နေဆိုတာတကယ်တော့စိတ်ရောဂါတစ်မျိုးပါအကြောင်းအရာတစ်ခုကိုမကောင်းတဲ့ဘက်ကနေထပ်ခါတက်ကတွေးနေတာကိုအတွေးလွန်နေလို့ခေါ်ပါတယ်ဖြစ်ပြီးသားကိစ္စကနေမယုံထွက်နိုင်ဘက်နဲ့အတွေးလွန်နေတာမဖြစ်ရတဲ့ကိစ္စကိုကြိုတင်စိုးရိမ်ပူပန်ပြီးအတွေးလွန်နေတာစသဖြင့်အတွေးလွန်တဲ့ပုံစံတွေကတော့အမျိုးမျိုးရှိနေပါတယ်အတွေးလွန်ခြင်းမှာဆိုးကျိုးတွေအများကြီးရှိပါတယ်စိတ်ဖိစီးမှုအလုံးမဲ့မြင့်တက်လာမယ်မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းတွေလျော့နေလာမယ်မှတ်ညံမကောင်းတော့ဘဲနဲ့မေးလျော်လာမယ်အားငယ်စိတ်တွေပူများလာမယ်ဖြစ်ပေါ်လာတဲ့ကိစ္စတွေကိုမကောင်းတဲ့ဘက်ကကြီးစတင်ပြီးစဉ်းစားမိလာမယ်အရာရာကိုအလွယ်တကူလက်လျှော့အရှုံးပေးခြင်းလာမယ်အိပ်ပျော်ဖို့ခက်ခဲလာမယ်အစားစားလို့စိတ်တွေပျောက်ဆုံးလာမယ်နှလုံးရောဂါတွေရလာနိုင်ပါတယ်စိတ်ရောကိုယ်ပါပင်မဆင်းရဲလာနိုင်ပါတယ်အဆိုးဆုံးကတော့ကိုယ့်ကိုယ်ကိုတက်တဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်အတွေးလွန်ခြင်းကကျွန်တော်တို့ကြုံနေရတဲ့ပြဿနာတွေအတွက်မှန်ကန်တဲ့ဖြေကိုမပေးနိုင်ပါဘူးကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့အခြေအနေကိုဖြုံးတိရပဲရောက်ပါတယ်ကျွန်တော်တို့ရဲ့ဘဝကိုလည်းပဲအောက်ဆုံးထိရောက်အောင်ဆွဲချနိုင်ပါတယ်ကျွန်တော်တို့ရဲ့လူမှုရေးဆိုင်ရာတွေပညာရေးဆိုင်ရာတွေစီးပွားရေးနဲ့အခြေရေးဆိုင်ရာတွေဘယ်ကိစ္စမှမဆိုအတွေးလွန်ခြင်းကနေကျွန်တော်တို့ကိုဒုက္ခရောက်စေနိုင်တာပဲရှိပါတယ်ဒါကြောင့်အတွေးလွန်တဲ့စိတ်ရှိနေပြီဆိုရင်ဒါကိုကုစားဖို့လိုပါတယ်ကျွန်တော်လေ့လာထားမိတဲ့အတွေးလွန်ခြင်းကနေရုံးထွက်နိုင်တဲ့နီလန်းကောင်းတွေကိုမျှဝေပေးခြင်းပါတယ်အဲ့ဒါတွေကနံပါတ်1ကတော့မအိတ်ခင်မှာပျော်စရာအကြောင်းတွေကိုပဲတွေးကြည့်ပါအဲ့ရနိုးပြီဆိုလို့ရှိရင်လည်းပဲပျော်စရာကိစ္စတွေကိုပဲစတင်ပြီးတွေးကြည့်ပါနေ့တစ်နေ့ရဲ့အစနဲ့အဆုံးတွေမှာပျော်စရာတွေကိုပဲတွေးကြည့်ဖို့လိုပါတယ်မကောင်းတဲ့အကြောင်းတွေကိုလုံးဝမတွေးမိပါစေနဲ့နံပါတ်2ကတော့အတိတ်ကမကောင်းတဲ့ကိစ္စတွေကိုလည်းပြန်မတွေးမိအောင်နေပါအနာဂတ်ကိုလည်းကြိုတင်ပြီးတော့မစိုးရိမ်နေပါနဲ့ကျွန်တော်တို့ရဲ့လက်ရှိပစ္စုပန်မှာပဲအကောင်းဆုံးနေတဲ့နေမှုကြိုးစားကြည့်ပါတင်ဟာစိတ်ဆင်းရဲနေရဲဆိုလို့ရှိရင်အတိတ်မှာနေနေလို့ပါတဲ့တင်ဟာစိုးရိမ်ပူပန်နေတယ်ဆိုရင်တော့အနာဂတ်မှာနေနေလို့ပါတဲ့စိတ်ချမ်းသာပျော်ရွှင်နေတယ်ဆိုရင်တော့ပစ္စုပန်မှာနေနေလို့ပါတဲ့နံပါတ်3ကတော့ဘယ်သူမှဘာပဲမဖြစ်ဘူးဆိုတဲ့အသည့်ကိုခေါင်းထဲမှာအမြဲတည်ထားပါကျွန်တော်တို့နေထိုင်ရလောကကြီးမှာအမှားကင်းတဲ့လူအပြစ်ကင်းတဲ့လူအားနည်းချက်ကင်းတဲ့လူဆိုတာမရှိပါဘူးအဲ့တော့ကိုယ်တိုင်လည်းပဲဘာပဲမဖြစ်တယ်လို့ဘယ်သူမှလည်းဘာပဲဖြစ်မနေပါဘူးနံပါတ်4ကတော့အတွေးမလုံးကိုသတိကတ်ထားပါအကြောင်းအရာတစ်ခုခုကိုမကောင်းတဲ့ဘက်ကနေပြီးတော့9မိနစ်တည်းပို့ပြီးတွေးနေမိပြီဆိုရင်အဲ့ဒီတွေကိုဖျက်တော့ပြပါအာယုံပြောင်းကြည့်ပါဘလို့မှဖြစ်လို့မရဘူးဆိုရင်တစ်ခုခုကိုကိုယ်တိုင်ကိုယ်ကြထားလုပ်လိုက်ပါနံပါတ်5ကတော့ဘယ်ရမဆိုကိုကလုံနိုင်တယ်လို့ပဲယုံကြည်ချက်ထားပါငါမှားသွားရင်ပြန်ပြင်မယ်လက်ချသွားရင်ပြန်ထမယ်မလွတ်တာတွေလည်းမစိုးရင်နေပါနဲ့ကြိုတင်းပြီးတော့မတွေးနေပါနဲ့ကိုမှခွန်အားရှိတဲ့တော့စူးစမ်းဖို့သာလိုတာပါနံပါတ်6ကတော့ဘယ်ရမှမဆိုအကောင်းမြင်စေမွေးပါကိုကအတွေးလွန်တတ်တဲ့လူဆိုလို့ရှိရင်အကောင်းဘက်ကနေတမင်တက်ကိုလှည့်တွေးကြည့်ပါအကောင်းမြင်ခြင်းကကျွန်တော်တို့ရဲ့ပြဿနာတွေကိုပိုးပြီးတော့သေးငယ်သွားစေပါတယ်နံပါတ်9ကတော့တယောက်တည်းမနေပါနဲ့ကိုယ့်ရဲ့မိသားစုတွေတငယ်ချင်းတွေနဲ့အမြဲတမ်းဆက်သွယ်ရှိနေပါစေကိုမှစိတ်ညစ်စရာတွေရှိနေပြီဆိုလို့ရှိရင်သူတို့နဲ့မျှဝေပါသူတို့ကိုရင်ဖွင့်ပြောဆိုပါအကြံဉာဏ်နဲ့ရယူပါနံပါတ်10ကတော့နေတိုင်းကိုဝါသနာပါတာကိုအနည်းဆုံးမိနစ်30လောက်လုပ်ကြည့်ပါရုပ်ရှင်ကြည့်တာဖြစ်ဖြစ်ဂိမ်းဆော့တာဖြစ်ဖြစ်ပကြီးဆွဲတာတချင်းဆိုတာစတဲ့ပဲဘာပဲဖြစ်ဖြစ်ပါကိုယ်စိတ်ကိုပျော်စေတဲ့အရာတွေကိုလုပ်ကြည့်ပါနံပါတ်9ကတော့အားကစားတစ်ခုခုလုပ်ပါဂျင်းဆော့နိုင်လည်းကောင်းပါတယ်အားကစားလုပ်ခြင်းကကျွန်တော်တို့ကိုကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်စေပါတယ်အားကစားလုပ်ပြီးဆိုလို့ချင်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေဖီလီကိုဟော်မုန်းလို့ခေါ်တဲ့ပျော်ရွှင်ခြင်းဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်ဒါကြောင့်အားကစားတစ်ခုခုလုပ်ကြည့်ပါနံပါတ်10ကတော့အစားအသောက်ကိုအချိန်မှန်မှန်စားပါရေကူးလည်းများများတောက်ပါညဘက်7နာရီထိုးပြီးဆိုရင်မကောင်းတဲ့အတွေ့အကြုံကိုမတွေ့တော့ဘဲနဲ့အိပ်ပါတနေ့ကိုအေးအေးဝဝအိပ်ကြည့်ပါအတွေးလုံနာကနေကျွန်တော်တို့ကိုမကောင်းတဲ့အဆိုးကျိုးတွေကိုပဲဖြစ်စေပါတယ်အတွေးမလုံတော့တဲ့အခါကျွန်တော်တို့ဘဝတွေကပိုးပြီးပျော်ရွှင်စရာကောင်းလာတယ်ဆိုတာကိုကိုယ်တိုင်ကိုယ်ကြခံစားရပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကအတွေးလုံနေပြီဆိုလို့ရှိရင်မှကုစားဖို့လိုပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်ဆုံကြပါမယ်ဗျ